မင်္ဂလာပါရှင်။သူများတော့မိရတူတူပဲဖြစ်ပါရဲ့ရှင်။အခုကလောကမာရီစေဖျားကြီးတဲ့ကိုရောက်ရှိနေရဖြစ်ပါရဲ့။အခုဒီမှာဆိုရင်28စုဖျားတွေကိုအပူဇော်ခံပြီးတော့ထားရှိထားပါရဲ့ရှင်။သမီးနဲ့တူလိုက်ကြည့်ကြရအောင်လားရှင်။ဒါကအမတ်စင်22ဖျားဖြစ်ပါရဲ့ရှင်။ဒါကဝဲကြောထိပ်ရက်ကပူဇော်ထားရှိထားတော့ပြန်ဖြစ်ပါတယ်။ဒါကတော့အမတ်စင်24ဝေတာဘူးမြတ်စွာဘုရားဖြစ်ပါရဲ့ရှင်။ဒါကကျက်စာပြေရမှာပူဇော်ထားရှိထားတော့ဘုရားပါဒါကမြောက်ရရက်ကကောတကုံမြတ်စွာဘုရားဖြစ်ပါတယ်ဒါကအမတ်စင်20ခေါကတ္တပမြတ်စွာဘုရားပဲဖြစ်ပါတယ်ဒါကတော့တဘောစိရရမှာကိုယ်ကပူဇော်ထားတော့ဂေါတမမြတ်စွာဘုရားဖြစ်ပါတယ်အဲ့ဒီနဲ့အရင်တက်ပင်လာပါတယ်ဒါကတော့ကျောင်းမော်ကြီးရမှာပူဇော်ထားရှိထားတော့ငကရုပ်ဖျားဖြစ်ပါရဲ့ရှင်ဒါကရှင်မုတ်တီဖျားဖြစ်ပါရဲ့ရှင်ဒါတော့အမတ်စေသုံးအနောက်ရက်ကပူဇော်ထားတဲ့ဖျားဖြစ်ပါရဲ့ရှင်ဒါတော့ဇရေးရမှာပူဇော်ထားရှိထားတဲ့ဖျားဖြစ်ပါရဲ့ရှင်တက်ပယ်လာတဲ့ပန်းလေးတွေကိုအများကြီးတွေ့ရမှာပါဒါကအမတ်စင်ကနောက်ပလဲရမှာပူဇော်ထားရှိထားတဲ့ရက်တော်မူဖျားဖြစ်ပါရဲ့ရှင်ကိုလေးဒါကကရက်ပြည်ပြန်မှာပူဇော်ထားရှိထားတဲ့မင်္ဂလာမြတ်ဖျားဖြစ်ပါရဲ့ရှင်တွေ့ရအောင်လားတွေ့ရတယ်ဒါကတလိုက်တဲ့ရမှာပူဇော်ထားရှိထားတဲ့သူမနာမြတ်ဖျားပဲဖြစ်ပါရဲ့ရှင်ဒါကအမတ်စေရှင်ယဝနာဖျားဖြစ်ပါရဲ့ရှင်ရှမလည်းဆရာပူဇော်ထားရှိထားပါရဲ့ရှင်ဒါကခဝေးတဲ့ရက်ကပူဇော်ထားရှိထားတဲ့ဖျားဖြစ်ပါရဲ့ရှင်ဒါ
ဒါကတော့နံပါတ်30ကျောက်ရဲရွာဝတ်မော်ပူဇော်ထားဖျားဖြစ်ပါရဲ့ရှင်ဒါကတော့ပွင့်စစ်တေးပုံစောရက်ကပူဇော်ထားရှိတာဖျားဖြစ်ပါရဲ့ရှင်ဒါကဝီဒီယမ်မှာပူဇော်ထားရှိတာဆိုဖျားဖြစ်ပါရဲ့ရှင်ပန်းလေးနဲ့တက်ပယ်လာပါတယ်ဒါကအမတ်စစ်73ဖျားဖြစ်ပါရဲ့ရှင်ရက်တော်မူဖျားတွေကိုလည်းပူဇော်ခံထားရှိထားပါရဲ့ရှင်ဒါကတော့ဟေဒူအသင်းကနေပူဇော်ထားရှိထားတော့ဖျားဖြစ်ပါရဲ့ရှင်28စုဖျားအားလုံးကိုပူဇော်ခံထားတဲ့နေ့ဖြစ်တာကြောင့်ဒဝဲသူဒဝဲသားအားလုံးကိုလည်းလာရောက်ကူးမြော်ဖို့ဖိတ်ခေါ်ချင်ပါရဲ့ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်